你有偏比也不是没事了，没非得不黑，罢了，没吹进呢，你没有变没变的呢，变变。အတူကစားခြင်းလို့နေ့လည်ကဆင်းချိန်မှာအေးအေးတရားမုံကြီးတဲ့ကိုပြေးလေးထွက်ခဲ့ရတယ်။ဟဲ့နေအောင်လို့ခေါ်တဲ့ကြားလို့လက်ကြည့်လိုက်တော့ရက်ွက်ထဲကအတူကစားတဲ့စုပ်တာတဲ့မမတရားကိုတွေ့လိုက်ရတယ်။မမတရားကနင်မတော်စားလို့လားအတူသွားရအောင်လို့ဆိုပြီးမမတရားနဲ့မုံကြီးတဲ့ကိုအတူသွားခဲ့ကြပါတယ်။မမတရားကနင်ပတ်စံဘယ်လောက်ပါလဲ။ပေးငါဝယ်ပြီးမယ်ဆိုပြီးတော့အေးလက်ထဲကအနှံ့ရတဲ့ကိုယူပြီးမုတ်တယ်ကိုပြီးလိုက်ပါတော့တယ်။တခုတရတဲ့မုန်းတစ်ခုယူလိုက်ပြီးမမတစ်ခုစားမယ်နော်။ဒီနေ့မဟုတ်ဘူးမပါလာလို့နောက်နေ့ကျမှပြန်ပေးမယ်လို့ပြောပါတယ်။မမေကမှားတာလေခုမှရှိရမကိုတငယ်ချင်းတွေကိုမျှဝေပေးရမယ်လို့ပြပြထားတော့အေးအေးလေမမဒီကရပါတယ်မမလို့ပြောပြီးအတူစားခဲ့ကြပါတယ်။နောက်ရက်ဒီမှာလည်းမမဒီကအေးအေးရဲ့မဟုတ်ဘူးအမြဲခွဲဝေယူစားနေပါတော့တယ်တနေ့ရောက်အေးအေးကမမဒီကညီမလေးကိုမဟုတ်ပြန်ပြီးမယ်ဆိုလို့ပြန်ပြီးပြောလိုက်မိတယ်အဲ့ဒီအခါမှာမမဒီကစိတ်ဆိုးတဲ့အမူအရာနဲ့နင့်ကိုပြန်ပြီးပြန်ပတ်စံမရှိလို့မပေးတာဘောဟဲ့ဘာလဲမချွေးချင်ဘူးလားနင့်မေပြန်မပြောနဲ့နော်ပြန်ပြောရင်နင်ငါတို့နဲ့အတူမကစားတော့ဘူးလို့ပြောပါတယ်အေးအေးလည်းမမဒီကတို့နဲ့မကစားမှာဆိုလို့မမေကိုပြောမပြဖြစ်ခဲ့ပါဘူးဒါပေမဲ့နောက်ပိုင်းမှာတော့ဒီလိုကြစားရတယ်အေးအေးမပြောတော့ပါဘူးအေးဘယ်လိုလဲကောင်းမလဲအေးကူညီနိုင်မယ့်နည်းလမ်းလေးဖြစ်ခဲ့ကြအောင်နော်